ဒီနေ့တော့ကျွန်တော်တို့ဒီနဂါးရဲ့ lobby ပေါ့ဗျာနဂါးရဲ့ lobby နဂါးရဲ့ fan เนาะအောင်ခင်ရဲ့ဗီဒီယိုလေးကျွန်တော်တို့ရရှင်လောက်သွားဖို့ရှိတယ်ကိုဒီဦးလေးတွေကျွန်တော်မခေါ်တော့ဘူးဘာဖြစ်လို့ဒီကောင်ကြီးကရင်ကြီးကြီးခေါ်လောက်တဲ့အထိဟို respect ထားလောက်ရတဲ့အထိဘာတစ်ခုမှမရှိလို့ဒါကြောင့်မို့ကျွန်တော်နာမည်တက်ပြီးအောင်ခင်လို့ပဲခေါ်လိုက်တော့เนาะအဲ့တော့ကျွန်တော်တို့တော်လန်ရေးမှာဘယ်လိုဖြစ်နေလဲဆိုတော့နှစ်ဖွဲ့ကွဲနေတယ်ဗျာเนาะ social media ပေါ်မှာလည်းနှစ်ဖွဲ့ကွဲနေတယ်မတည့်ကြဘူးမြေပြင်မှာလည်းနှစ်ဖွဲ့ကွဲနေတယ်မတည့်ကြဘူးစီးလုံးမှုဘာမှမရှိကြဘူးဟုတ်လားမင်းတို့ခမားတို့ကဒီတော်လန်ရေးပေါ်မှာတကယ်ရိုးသားတယ်တစ္ဆာရှိတယ်တော်လန်ရေးကိုတကယ်နိုင်စေခြင်းနဲ့အကြမ်းဖက်မင်းအောင်လိုင်းစစ်တပ်ကိုတကယ်တိုက်နေတဲ့သူဆိုရင်ခမားတို့ဒီလိုမျိုးဖြက်လို့ဖြက်စီလောက်မှာမဟုတ်ဘူးတွေးခွဲမှာမဟုတ်ဘူးတစ်ချိန်လုံးဒီအောင်ခင်ဆိုတို့အဖွဲ့ကအန်နူးကြီးနဲ့ PDF ပြည်သူလူထုနဲ့အချိန်လုံးတွေးခွဲနေတာချိန်လုံးစောက်ဖုံးထိုင်ထုနေတာနဂါးရဲ့ပြိတ္တဒီနဂါးရဲ့ lobby နဂါးရဲ့အစီခံတွေပေါ့ဗျာဒီအောင်ခင်တို့ကတုဒီ star stone တို့အခုအောင်ခင်တို့တော်လိုင်းကြီးကိုဘယ်လိုရှေ့ရှုလောက်ကမယ်ငါတို့ဘယ်လိုစီးလုံးကြမယ်ကွာငါတို့အကုန်လုံးလာကွာငါတို့စီးလုံးကြမယ်ကွာဆိုတဲ့ပုံစံမျိုးဘယ်သူမှမလုပ်ကြတော့ဘူးတစ်ချိန်လုံးဒီကောင်တွေစောက်ဖုံးထိုင်ထုနေတာဒီကောင်ဗီဒီယိုတွေအကုန်လုံးကစောက်ဖုံးထိုင်ထုဒီကောင်ပြောနေတဲ့စကားတွေဒီအကြမ်းဖက်မင်းအောင်လိုင်းရဲ့ lobby လုပ်ပေးနေတာပဲဗျာဒီကောင်ကြီးပြောနေတဲ့စကားတွေဒီကျွန်တော်တို့တော်လန်ရေးအတွက်ရှေ့ရှုပြီးတော့ပြောနေတဲ့စကားတစ်လုံးမှမပါဘူးเนาะโอเคအဲ့တော့ဒီကောင်ပြောထားတဲ့ဗီဒီယိုလေးကျွန်တော်တို့တူတူကြည့်အောင်ခင်ဗျားတို့အဝေးကနေလေနဲ့လှမ်းပြောနေတဲ့ NUG အဖွဲ့အစည်းကဝင်ကြီးဝင်လေးတွေမဟုတ်ဘဲနဲ့ပြည်တွင်းမှာဒုက္ခခံပြည်ပမှာမိမိချွေးနှဲစာနဲ့လှူဒန်းနေတဲ့ပြည်သူတွေပဲပို့ပြီးတော့ဒုက္ခရောက်လာတာကိုခင်ဗျားတို့မြင်မိကြတာကိုချင်းစာမိကြတာနိုင်ငံတကာရဲ့အတိအမှတ်ပြုကိုရှစ်လက်အတိအမှတ်ပြုမှုကိုအခုတမန်ကြီးဦးမေးအောင်လိုင်းကတော့ကောင်းကောင်းပြောပြနော်ရှစ်လပိုင်းကြာရင်ကုလအထွေထွေညီလာခံမှာ legitimacy ရပြီဆိုရင်ခင်ဗျားတို့ဘာတွေထွက်ပြီးတော့ညှင်းချက်တွေထုံးပါလဲအဲ့ဒီမှာစဉ်းစားကြည့်နော်သူကပြည်သူလူထုအတွက်ကိုအခြေခံပြီးပြောရတယ်ပြီးရင်ဘာပြောလဲဆိုတော့ကတော့အဓိကခုတုံးလောက်တာမြေပြင်ကရဲဘော်တွေနဲ့ပြည်သူလူထုကိုခုတုံးလောက်တာတမရကြီးဦးမင်းအောင်လှိုင်ကတဲ့ဒီရှစ်လပိုင်းမှာကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာမှာ legitimacy ရသွားရင်မင်းတို့ဘာလုပ်နိုင်အောင်မလဲတဲ့စဉ်းစားကြည့်နော်ကျွန်တော်ညီကိုမောင်နှမတွေတော်လန်ညီကိုမောင်နှမတွေစဉ်းစားဖို့ကျွန်တော်ဒီဗီဒီယိုလေးကိုreaction လုပ်ပေးတာနော်ဒီကောင်တွေပြောတဲ့စကားတွေကိုစဉ်းစားသုံးသပ်ဖို့အတွက်ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကိုreaction လုပ်ပေးတာဗျနော်ငါတို့ဥဆောင်လိုက်တဲ့တော်လန်ရေးကြီးဘယ်အတိုင်းအတာထိရောက်သွားပြီလဲဆိုတာခင်ဗျားတို့ကိုယ်တိုင်ထုတ်ပြဖို့လဲလိုသလိုမှားနေတဲ့အရာတွေကိုလည်းဝန်ခံဖို့လိုတယ်ဒီကြားထဲမှာမှမှားနေတဲ့အရာတွေထဲမှာမှ9နှစ်အတွင်းကပြည်သူရှိကကောက်ခံရရှိတဲ့အလူငွေစည်ရင်းကိုတော့ထုတ်မပြနိုင်ဘူးဆိုတဲ့ကအခုအချိန်မှာပြောနီးတစ်မျိုးပြောင်းသွားမယ်ခင်ဗျားတို့ဟာတော်လန်ရေးနိုင်ငံရေးကိုအကြောင်းပြပြီးလိန်စားတဲ့အဖွဲ့အစည်းပါဆိုရင်မှားမလားဘာမှလုံမရကြိုင်မရနဲ့မင်းကိုစင်းစရာတွေထုတ်ပြအောင်မင်းစောက်စင်းရပါလဲဟမ်စင်းစရာထုတ်ပြလို့ရှိရင်ရောမင်းကဘာသိကျင်တာလဲမင်းငါတစ်ချက်ပြောပါအောင်ခင်ရအောင်ဟမ်ဒီကောင်တွေကဘာလဲဆိုတော့ငကားကအချမ်းဖတ်မင်းအောင်လိုက်မှာဟိုအညံ့ခံသွားပြီမင်းအောင်လိုက်ရဲ့အစီကံဖြစ်သွားပြီဆိုတော့သူတို့ပတ်စံရှာစားလို့မရတော့ဘူးတိလားအဲ့လိုမျိုးဒီကောင်တွေကအဲ့လိုဒီလိုအတန်းစားတွေပဲဒီကောင်တွေစောက်ဖောင်းတန်သူများကိုစောက်ဖောင်းထိုင်ထုနေမှမင်းတို့သတိထားကြနော်ဟဲ့အောင်ခင်မင်းတို့သတိထားကြခေါင်းစဉ်အမျိုးမျိုးအဖွဲ့ပေါင်းများစွာတက်ပြီးတော့ပြည်သူကိုထပ်ပြီးလိန်နေတဲ့အဖွဲ့အစည်းက NUG ဖြစ်နေတယ်အဲ့ဒီအရာကိုခင်ဗျားတို့ညင်းညင်းနဲ့လာခဲ့တွေ့တယ်နော်ခေါင်းစဉ်အမျိုးမျိုးတက်ပြီးတော့မှထပ်ပြီးတော့မှလိန်ရဲ့အဖွဲ့အစည်းက NUG ဖြစ်နေပြီတဲ့ NUG ဖြစ်နေပြီလို့ပြောလိုက်တဲ့စကားလုံးကပြည်သူလူထုကိုပြောတာနဲ့တူပဲရေပြင်မှာရှိတဲ့ PDF ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကိုဒီကောင်ကပြောလိုက်တာအဲ့တော့ဒီကောင်ရဲ့စကားဒီကောင်အကြမ်းဖက်မင်းအွန်လိုင်းရဲ့ lobby မဟုတ်ရင်ဘာလဲဟုတ်တယ်လားမင်းအွန်လိုင်းနဲ့ဆက်ဆက်မှုမဖြစ်နေစရာအကြောင်းဘာမှမရှိဘူးမင်းအွန်လိုင်းနဲ့ပတ်သက်ဆက်နွယ်မှုကိုရှိရမယ်ဒီကောင်တွေကတို့လုံးတော့အကုန်လုံး NUG ဆိုတဲ့အဖွဲ့အစည်းကနိုင်ငံရေးတော်လှန်ရေးအကြောင်းပြပြီးလှုပ်ရှားတာဖြစ်နေပါတယ်အိမ်ပြန်မလာနိုင်သည့်စစ်မှုထမ်းအပတ်စဉ်များအတွက်တဲ့မပူတူကမေကွန်းထုတ်လိုက်တယ်ဟာမပူတူတော့လောင်နေပြီဟဲ့သူတို့ဘက်မှာဖြစ်နေတဲ့အရာတွေခင်ဗျားတို့အဲ့လိုစောက်ဘောတွေလုံအောင်မလားစောက်ယူကွက်တွေနဲ့ပြည်သူတွေကိုဂျဲထဲအောင်မလားသူပြောတဲ့စကားမှားသလားမှန်သလားဘယ်ရှုထောင့်ဘယ်နေရာကနေခင်ဗျားတို့ကိုယ်တိုင်မြင်သိလဲကြည့်သိလဲဆိုတာ21ဒေါ်လာရေးအစတွေကလမ်းပေါ်ထွက်ဆန္ဒပြပြီးပြစ်တက်ခံရတဲ့ညီငယ်ညီမငယ်တွေအကိုတွေအမတွေတပုံကြီးရှိတယ်အဲ့ဒီလိုပဲတော်လန်ရေးစဖြစ်ပြီးတော့တောထဲမှာလက်နက်ကင်မှရမယ်ဆိုပြီးတော့တိုက်ပွဲဝင်သွားပြီးတော့
လူမသိသူမသိပျောက်သွားတဲ့လူတွေလည်းအများကြီးရှိတာကျုပ်တို့ဘက်မှာလည်းရှိတယ်သူတို့ဘက်မှာလည်းရှိတယ်အဲ့ဒီအရာနိုင်ငံတနိုင်ငံမှာရှိတဲ့လူငယ်မျိုးဆက်ဟာစနစ်တကျပြတ်သုံးနေတာကိုခမားတို့တရားမဝင်တဲ့အစိုးရအဲ့ဒီအရာတွေကိုမျက်လုံးနဲ့တောက်ထောက်ပြီးမြင်ပြီးကြတာဒီအချိန်ခါကြရင်မင်းတို့တွေ့တယ်နော်ခမားတို့တရားမဝင်တဲ့အစိုးရကတဲ့ဟုတ်တယ်နော်အန်နိုဂျီကိုပြောသွားနော်ခမားတို့တရားမဝင်တဲ့အစိုးရကဆိုတော့ဒီကောင်ကအကြမ်းဖက်မင်းအောင်နိုင်ရဲ့ lobby ဗျရှင်းရှင်းလေးပဲအကြမ်းဖက်မင်းအောင်နိုင်ရဲ့ lobby ဟာဒီကောင်ရဲ့နောက်ွယ်မှာဒီကောင်နေနဲ့ပုံနဂါးနဲ့ဆက်ဆက်မှုရှိနေပြီသားပဲချိတ်ဆက်မှုရှိနေပြီသားပဲတေးကြတဲ့ဒါကပြေးမလို့ဒီကောင်နေကတို့ကနော်အဲ့တော့ဒီကောင်နေတာတော်လန်ရေးပုံမှာတကယ်စိတ်ဆန္ဒရှိတယ်အကြမ်းဖက်မင်းအောင်နိုင်ကိုတော်လန်တဲ့ကောင်နေဆိုရင်စဉ်းစားကြည့်လိုက်ဗျာငါတို့ဘလူကောင်းအောင်လုပ်ကြမလဲဘလူမျိုးစုဖွဲ့မှုတွေလုပ်ကြမလဲဘလူမျိုးစီးလုံးနဲ့လုပ်ကြမယ်ကွာဆိုတဲ့ message မျိုးတွေပေးလာအကြံပေးမှုတွေဆွေးနွေးမှုတွေဟမ်မင်းတို့ပြောလာဟဲ့အောင်အဲ့လိုမပြောတဲ့အတွက်ကြောင့်ခင်ဗျာဒီခေါ်နေရဘလို့မှကျွန်တော်တို့တော်လန်ရေးဘတ်တော်သားလုံးဝမဖြစ်နိုင်ပါဘူးเนาะကျွန်တော်ညီကောင်မတွေစဉ်းစားကြည့်ပါကစပြီးအာနာသိန်းလို့တိုက်ရတယ်ဆိုဟုတ်တယ်အာနာသိန်းလို့တိုက်တယ်ဆိုရင်တိုက်တဲ့ဘက်ကကောထိထိရောက်ရောက်မှန်မှန်ကန်ကန်နဲ့ပြည်သူအားထားရလောက်တဲ့အဖွဲစည်းတရက်ဖြစ်သလားမဖြစ်သလားဆိုတာကိုခမားတို့လကားရတဲ့လေကိုလေလိုင်းပေါ်မှာတက်ပြောနေတာတဲ့ထိတ်ကဥဆောင်နေတဲ့အစိုးရအမေခံထားတဲ့အဖွဲစည်း NUG ရဲ့မှန်တိုင်းပြောရင်တော်လန်ရေးနိုင်ငံရေးတွေကိုဝင်လာတဲ့အောက်တန်းစားတွေလို့ပဲကျွန်တော်ကသတ်မှတ်တယ်လားပြည်ပရောက်ပြီးတော့ငါလည်းမင်းကိုပြောလိုက်မယ်ဟဲ့အောင်ခင်မင်းကလည်းငါတို့တော်လန်ရေးအကြောင်းကိုပြုတ်ပြီးတော့မှတော့ဟုတ်လားအကုန်လုံးကို NUG PDF ပြည်သူနဲ့အကုန်လုံးကိုစောက်ဖောင်းထိုင်ထုပြီးတော့မှနော် YouTube မှာဗီဒီယိုလေးတင်ပြီးတော့ထမင်းစားနေရတဲ့အောက်တန်းသားခွေးတောင်စားလို့ငါပြောလိုက်မယ်နော်အောင်ခင်မင်းကအကြမ်းဖက်မင်းအောင်လိုင်းရဲ့ဘောမှာဖြစ်နေပြီလေလိုင်းပေါ်ကနေပေါက်လို့ပဲစားနုကြည်လို့သမျှမှန်တယ်ဆိုပြီးអော်နေတဲ့တောင်သားတစ်တိုက်ရှက်စီရိုက်ကြိုက်တဲ့လူရှိတယ်လို့မကြိုက်တဲ့လူရှိတဲ့ဗီဒီယိုဖိုင်တစ်ပိုင်းကျွန်တော်ဖွင့်ပြမယ်ကမ်းမလူနယ်ပကဖလှူရှားမှုဒုတက်ရင်မှုဘူပိုင်ချဲမှပြူစော်ရီတူအားရှမ်းနေတယ်ကာလန်ဒေသန်အကန်တရန်ကာလန်ဒေသန်အကန်တရန်ကိုမတီးဘဲနဲ့မိမိလှုပ်လိုက်တဲ့အရာတစ်ခုပါဘယ်သူတွေကိုတွားပြီးထိခိုက်နိုင်တယ်လဲဆိုတဲ့အရာလဲရှိသေးတယ်ဗျဒီလိုပို့မျိုးတွေဒီလိုဗီဒီယိုဖိုင်တွေကဒီလိုအချိန်ခါမှာ line ပေါ်တက်လာတဲ့အခါကျတော့ထိခိုက်နစ်နာမှာကဘယ်သူတွေလဲဆိုတာတွေ့တယ်နော်ဘိုးပိုင်ချဲကနေပြီးတော့မှချမ်းဖတ်မင်းအောင်လှိုင်ရဲ့ပြူစောတီအဖိုးကြီးကိုဗျာရှင်းလင်းလိုက်တာတိမှာပါလွန်ခဲ့တဲ့တပတ်လောက်ကနော်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီကောင်ကမကျင်တတ်ဘူးဖြစ်နေတယ်ကာလန်ဒေတန်ဆိုတဲ့စကားတွေပါရောပြောလို့စဉ်းစားကြည့်တော့ကျွန်တော်ညီကောင်မတွေစဉ်းစားကြည့်တော့ဒီကောင်ကမင်းအောင်လှိုင်ရဲ့ lobby မဟုတ်ရင်ပါလေဟုတ်လားမင်းအောင်လှိုင်ရဲ့ lobby မဟုတ်ရင်ပါလေမင်းအောင်လှိုင်ရဲ့ထောက်တိုင်ဖြစ်လို့ပေါ့ကွာရှင်းတာပေါ့မင်းအောင်လှိုင်ရဲ့တာမန်ရိုးရိုးပြည်သူတယောက်ဆိုရှင်တနက်ကင်ထားကြဘာကြောင်းမှမရှိဘူးဘာကြောင်းမှမရှိဘူးเนาะဟဲ့အောင်ခင်မင်းပြအောင်ငါပဲပြမယ်အဲ့တော့ဒီအောင်ခင်ပြောတဲ့စကားတွေကခင်ဗျားတို့စဉ်းစားကြည့်လိုက်ကျွန်တော်ညီကောင်မတွေเนาะမင်းအွန်လိုင်းဘက်ကနာပြီးတော့မှဒီကောင်ကကာလန်ဒေတန်တို့ဘာတို့ညာတို့ကြီးကျယ်စကက်ကြီးပြောပြီးတော့မှဒီကောင်တွေပြောနေတာဟုတ်လေခင်ဗျားတို့ထိတ်ကနေဥဆောင်နေတဲ့အစိုးရအဖွဲ့အစည်းကမူဒီဝါဒတွေစီမင်းစည်းကမ်းတွေရောချမှတ်ထားတာခင်ဗျားတို့ဥဆောင်တဲ့လူစောက်သုံးမကြလို့အောက်ခြေမှာဘဲရန်စင်ပြီးဖြစ်ပြနေတဲ့ခိုးတဲ့လူကခိုးတယ်စီမကြီးကမ်းကြီးနဲ့လှုပ်ချင်တာတွေထွက်လုံနေကြတယ်ဆိုတဲ့အရာတွေကြတော့ခင်ဗျားတို့မသိဘူးခင်ဗျားတို့သိတာပါတယ်လကုံဒါနဲ့ဘန်နာငွေအခွန်ငွေတယံဇာတငွေတွေငါတို့ရှိကိုရောက်မယ်ငါတို့အိမ်တွေဝယ်မယ်ခြံတွေဝယ်မယ်နေချင်းတို့နေမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါက်လို့ပဲသားဆန်ဆန်နဲ့တွေးထားတဲ့ NUG ကလူကြီးများအောင်ခင်ဆိုတဲ့ကောင်ဒီလောက်အသိဉာဏ်လေးပဲရှိတာပဲเนาะအောင်ခင်ဆိုတဲ့ကောင်အောက်တန်းစားကောင်ကတော်လန်ရေးအကြောင်းပြုပြီးတော့လှုပ်ရှားနေတဲ့ကောင်ကဟုတ်လားမင်းတို့ကွာတော်တော်လေးကိုမင်းတို့အဖွဲ့တွေလေမင်းတို့ငကားကိုထောက်ခံတဲ့ဂရုတွေဟဲ့အောင်ခင်မင်းဘောမအချမ်းဖတ်မင်းအောင်လိုင်းရဲ့ lobby လို့ရင်အေးစစ်စစ်လှုပ်ပါတော်လန်ရေးတော့ခုတုံးလာမလုံးနဲ့နော်မင်းကပြပြလိုက်မယ်ပို့တွေတင်ပြီးတော့ပြောနေတဲ့နုကြီး lobby တတိုက်ရေးတဲ့စာတွေရှိတယ် COC အောက်ကိုမဝင်လို့တဲ့အစကတည်းကသာ COC ကငါတို့ဒီလို COC နဲ့သွားမယ်ဆိုပြီးတော့ NG ကချမှတ်လိုက်ရင်အရာအားလုံးတပ်ဖွဲ့ဝင်အားလုံးက NG အောက်ကိုတသားတည်းဝင်သွားမှာအဲ့တော့ကျွန်တော်တို့ညီကောင်တွေကစဉ်းစားစရာဖြစ်သွားပြီဒီကောင်တွေကဘလို့မှရိုးသားတဲ့ကောင်တွေမဟုတ်ဘူးဗျတော်လန်ရေးကိုအမျိုးမျိုးဖြတ်စည်းနေတဲ့တော်လန်ရေးကိုစောက်ဖောင်းထိုင်ထုစောက်ပစ်ထိုင်ပြောနေတဲ့ကောင်းလေနော်ကျွန်တော်ပြောသားတဲ့စကားထဲမှာရိုင်းနာပါရင်ကျွန်တော်တောင်းပန်ပါတယ်နော်အဲ့လိုစောက်ဖောင်းထိုင်ထုနေတဲ့ကောင်တွေပါနော်
အဲ့တော့ကျွန်တော်ညီကောင်မတွေလည်းသတိထားကြပါသတိထားကြပါဒီကောင်ဒီမှာလိုက်လောက်တာကောမန့်ပေးတာတွေကိုတော်တော်လေးသတိထားကြပါဒီကောင်ဒီကအကျန်းဖတ်မင်းအောင်လိုင်းရဲ့ lobby တွေဖြစ်နေပါပြီနော်အကျန်းဖတ်မင်းအောင်လိုင်းရဲ့ lobby ဖြစ်နေလို့အခုလိုမျိုးစကားတွေပြောတာပေါ့ဗျာအကျန်းဖတ်မင်းအောင်လိုင်းရဲ့အဖွဲ့မဟုတ်ရင်ဒီလိုမျိုးစကားမပြောဘူးမင်းတို့ရည်ရွယ်ချက်ရှိရှိနဲ့တော်လန်ရေးကိုဖြိုခွဲနေတဲ့မင်းတို့ကောင်တွေနော်မင်းအောင်လိုင်းရဲ့ lobby တွေနော်မင်းတို့သတိထားနေနော်ဒီကောင်တွေကတေးကြတာတစ်ခုကဒီကောင်တွေကကျွန်တော်တို့တော်လန်ရေးပေါ်မှာလုံးဝမရှိတော့တဲ့ကောင်တွေပါတကယ်တော်လန်ရေးလုံနေတဲ့လူတွေတကယ်ကျန်းဖတ်မင်းအောင်လိုင်းစစ်တပ်ကိုတော်လန်တိုက်ခိုက်နေတဲ့သူဆိုရင်အခုလိုမျိုးတွေပြောမှာမဟုတ်ပါဘူးပြည်သူတွေနဲ့လူထုနဲ့ကျွန်တော်တို့ NUG PDF နဲ့ပြည်သူလူထုတွေနဲ့ထင်အောင်ထင်မှားဖြစ်စေအောင်နားလည်မှုတွေလွဲဝါးအောင်နော်ဒီတော်လန်ရေးကို negative အမြင်ပဲမြင်အောင်ဒီကောင်ကတွေးထိုးလှုပ်ဆော်နေတဲ့ကောင်တွေပါနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကောင်မတွေသတိထားကြပါနော်အဲ့တော့ဒီကောင်နေရှိမှာ live follow လုပ်ထားတဲ့သူတွေဆိုရင်လည်းသတိထားကြပါအထူးသဖြင့်မြို့ထဲမှာနေတဲ့လူတွေသတိထားပါနော်အဲ့တော့ဒီကောင်တွေကတရှိုတွေဖြစ်နေပါပြီဒီကောင်တွေကအကျန်းဖတ်မင်းအောင်လိုင်းရဲ့အဖွဲ့တွေအကျန်းဖတ်မင်းအောင်လိုင်းရဲ့ lobby တွေဖြစ်နေပါပြီအကျန်းဖတ်မင်းအောင်လိုင်းရဲ့ lobby မဟုတ်ဘူးဆိုရင်အခုလိုမျိုးစကားလုံးတွေပြောမှာမဟုတ်ပါဘူးအဲ့တော့ငါတို့မစည်းလုံးဘူးလားငါတို့စည်းလုံးကြမယ်လीဆိုတဲ့ဟာမျိုးတွေလာမှာပဲဗျနော်အဲ့တော့ဒီကောင်တွေကစီးလုံးမှုပြိုကွဲအောင်အမျိုးမျိုးဖြိုခွဲနေတဲ့ကောင်တွေပါအဲ့တော့မြေပြင်မှာရှိတဲ့တရင်တစ်ဖွဲ့တွေစီးလုံးသွားမှာကိုကြောက်နေတဲ့သူတွေပါဒါကြောင့်မို့အမျိုးမျိုးတွေးထိုးလှုံ့ဆော်နေတာဗျနော်အဲ့ဒါကိုကျွန်တော်ညီကောင်မတွေသတိထားကြပါโอเคဒီနေ့ဗီဒီယိုဒီလောက်ပါပဲကျွန်တော်နောက်နေ့မှလည်းဒီဗီဒီယိုဒီကောင်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် reaction လေးနေနဲ့ပြန်ပြီးတော့မှပြန်လာခဲ့အောင်ပါပဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးဂရုစိုက်ကြပါ